ကိုယူမဲ့ချင်လေလေလူတွေကကိုယ်တိုင်ကြလာလွယ်လွယ်လေးတော့မဟုတ်ဘူးမိလားဒီတဲ့တော့ဘာနေရမလို့လေလေဘောဗျာဒါရီကိုယူလေးနေကူတော့တမေတဲ့နေမြဒီဆိုရှင်မြန်သွားခဲ့တယ်ညီမလေးဟေးစဲအတွက်ကိုလည်းသုံးသပ်ပေးပါအောင်ခင်ဗျာသမီးတို့တွေဖိအားတွေများနေတာသိပါတယ်ဒီဘက်ကလည်းတချင်းတွေတိုက်တုံးကအတန်နေနာနေတယ်သမီးလည်းခုခါးတွေနာတယ်နော်အဲ့တော့ဆိုတာမှလည်းစိုးရင်စိတ်တွေလည်းများနေတော့ရဟာစဲတုံးကလောက်မကောင်းတဲ့နေရာလေးတွေလည်းတွေ့ရတာပေါ့နော်အဲ့တော့ဒီတချင်းမှာတော့ဝေးတချင်းကဘဲလက်တချင်းလေးအနှေးလေးဆိုတာကိုပြန်ပြီးတော့ဘော့စတိုဘာလိုအမြန်လေးလောက်ရတဲ့အခါမှာတိုင်မင်းကတွတ်သွားတော့စကလုံးလေးတွေဆိုရတာကျက်သွားတာပေါ့နော်ဒါကိုသမီးအောင်မြင်တော့ဖြည့်ရှင်းသွားနိုင်တာတွေ့ရပါတယ်ဒါပေမဲ့ဆရာနေလေးအားမရတော့ဒီ brace ပိုက်မှာပေါ့နော်ဒီ positive voice လေးနဲ့ဆိုရတဲ့နေရာလေးတွေမှာလိုအပ်ထားတဲ့နည်းနည်းလေးအားပိုပြော့သွားတယ်လို့စိတ်ထဲမှာခံစားရတယ်အဲ့ချိန်မှာလည်းရဲတင်းတင်းလေးနဲ့ပဲဆက်ပြီးတော့စူစေချင်တာပေါ့နော်အဲ့တော့တိုင်မင်းပြန်ဝင်သွားတာတော့ကောင်းတယ်နောက်တစ်ခါ any မှာ ham လေးတွေဆရာနေမျှော်လင့်တာ ham လေးတွေပါမလာဘူးနောက်တယောက်တည်းຫນွေရများဆိုတာလေးဆိုသွားတာလေးကနည်းနည်းလေးနောက်ကျသွားတယ်ကော့တဲ့ဆိုင်လေးနောက်ကျသွားတယ်အဲ့တော့အဓိကပြောချင်တာတော့စိတ်တွေမလှုပ်ရှားပဲနဲ့ကောင်းမှုဆိုပါဒါပေမဲ့လည်းအဲ့လိုပြောထားတဲ့ဂျားတွေကဒီလောက်ကတော့မှားနိုင်တယ်အဲ့အတွက်လည်းဘာမှပြဿနာမရှိပါဘူးကိုတတ်နိုင်မြအကောင်းဆုံးဆိုဖို့လည်းအာယုံစိတ်ထဲမှာထားပါလို့ပြောချင်တယ်နော်ဒီမြတ်တင်ပါရဲ့ဗျာဒီမိကတော့အကောင်းဆုံးဆိုသွားပါပြီဒါပေမဲ့ဒီမှာအားနည်းချက်လေးတွေလည်းတွေ့ရပါတယ်အခုနအလဲက bridge pipe လေးတွေနောက်ဆုံးအဆုံးသက်လေးတွေတချို့နေရာလေးမှာပြည့်ရှည်သိအားမရခြင်းလည်းသမီးအဲ့ဒါလေးတော့ရှိတယ်ဒါပေမဲ့သမီးရဲ့ထုံးစံတိုင်းအတန်စွာလေးနဲ့သမီးကစာသားတွေတော့ပြည်ပြင်းအောင်အကုန်လုံးကြားအောင်တေချာသမီးဆိုသွားတွေ့တယ်ခုနအားနည်းချက်လေးတွေတော့ယူဆိုင်ရင်ပိုကောင်းမယ်ဒါတော့လည်းစိတ်ဖိစီးမှုတွေရှိနေပါတယ်သမီးတို့စီမှာနည်းနည်းများတော့အဲ့ဒါကိုလည်းလက်ခံပေးပါတယ်ဒီတဲ့တော့ပို့ပြီးတော့ smooth ဖြစ်စေချင်တာပေါ့နော်နည်းနည်းလေးဟာခွက်လေးတချို့တော့တွေ့ပါတယ်ဒါပေမဲ့ကျန်တဲ့အပိုင်းတွေတော့သမီးတကယ်ကောင်းအောင်ဆိုတဲ့အပိုင်းကျတော့အရင်လိုပဲဒီစရာအကောင်းဆုံးဆိုသွားတာကိုတွေ့ပါတယ်ဒီမြတ်တင်ပါရဲ့ဆရာညီမလေးဆိုသွားတာဒီသချင်းလေးကအမကြားဘူးနေတဲ့သချင်းလေးအမကိုယ်တိုင်လည်းသဘောကျပါတယ်ဘိုးရဲ့သချင်းလေးနော်ဆိုတော့ဆိုသွားတာအဆဆုံးကောင်းပါတယ်ကိုမြင့်မို့ပြောသလိုပဲဒီခိုးတန်လေးနဲ့ဆိုတဲ့နေရာမှာပြပြဝဝလေးဆိုနိုင်တော့ပိုကောင်းလိမ့်မယ်နောက်မပထမကြားလိုက်တာလေးတူတွေကခေါ်တန်ကြားလားလွယ်လေးမေးဖို့သူထွက်ပြေးသလားအဲ့နေရာဒီမှာရေးထားတဲ့စာသားနဲ့ညီမလေးနဲ့လွဲနေတာသမီးမှားသွားသေးလားဟုတ်တယ်နော်မှားသွားတယ်နော်ဆိုတော့ဟုတ်ပါတယ်သမီးတို့မှာstress တွေရှိရယ်စိတ်ဖိစီးမှုတွေပေါ့နော်စိုးရင်ကူပန်တဲ့စိတ်တွေနဲ့ဆိုတော့မကိုယ်တိုင်လည်းဒိုင်တယောက်အနေနဲ့မကိုယ်တိုင်လည်းစိတ်ဖိစီးမှုခုရှိနေပါတယ်ဆိုတော့ကြိုက်ရင်လည်းနှစ်ယောက်လုံးစောစောဆိုနှစ်ပုတ်စလုံးပေါ့နော်အခုဆိုလည်းအားမရအောင်ဆိုလည်းနှစ်ပုတ်စလုံးကိုမစိတ်ထဲမှာအဲ့လိုမျိုးဖြစ်နေတာပေါ့နော်နှစ်ယောက်စလုံးကလည်းတယောက်ကလည်းဟိုတစ်ချက်မှာဆိုဒီတစ်ချက်ဆိုကံကောင်းပါစေမအနေနဲ့ကတော့မကိုယ်ပိုင်ရွေးချယ်ရမယ်အချက်လက်ကလေးရှိပါတယ်အဲ့ဒီပုံမှာပဲမူတည်ပြီးတော့ရွေးချယ်ရမယ်ဆိုတော့ကံကောင်းပါစေညီမလေးရဲ့အောင်မြင်ပါစေနော်ဒီမြတ်တင်ပါရဲ့မလင်းနေကဲ့သူတချင်းနဲ့ရှင်ပြိုင်တဲ့အခါမှာလင်းနေကဲ့သူရဲ့တချင်းရဲ့သဘောတရားလေးလေ့လာတဲ့အခါမှာနှစ်ယောက်လုံးကလုံနိုင်တာတူပြီးမှားနေတာလည်းအသီးမွားလေးတွေနန်းနန်းပါးပါးရှိပါတယ်ဘာကြောင့် stress နဲ့အမြဲတမ်းရုန်းကန်ပြီးစူးနေတဲ့တချင်းတွေအမြန်ကျက်ရတဲ့အခါမှာအခက်အခဲတော့ရှိပါတယ်ကြားအနေနဲ့သဘောမကျတဲ့နေရာလေးရှိပါတယ်အဲ့ဒါရေကုန်တဲ့ကြပြားလေးပါခဲ့ပြီးပါပြီအဲ့ဒီပထမဆုံးတစ်ချောင်းမှာသမီးအဲ့ဒါ bounce တွေပါချော်ထွက်နေတာတွေ့ရတယ်အဲ့ညနေ melody တိတ်မကြဘူးလို့ဖြစ်နေကျန်တဲ့အဲ့နဲ့အတန်တူတဲ့ဒုတိယတော့ဝင်ကဘာခေါ်ဆောင်ရသူကမလိုက်နိုင်ပြီအဲ့ဒါကျတော့ကောင်းတယ်တသက်ရ second fast ကျတော့ပြန်ကောင်းသွားတယ်ဆရာမှားမယ်ထင်တယ်ဒါမှပြန်ကောင်းသွားတယ်ပထမတနေရာလေးပဲနောက်တစ်ချက်က chorus ကိုဆိုတဲ့ခါမှာထိတ်ဆုံးနေရာသူကလေလူတွေကခေါ်တန်းကြားလာအဲ့ဒါလေးကသမီးဆိုနောက်နေရာတွေအကုန်တန်းနေရှင်းဟာ flow မလောက်ဘူးပြန်တဖြောင်လေးနဲ့တအားကြီးကို
အတန်းစွာနေလို့ဆိုတဲ့သဘောတရားရှိတယ်အဲ့တော့ flow ပေါ်မှာခန်းစားသက်ဝင်မှုမှာကျတော့အဲ့နေရာလေးကျတော့စလုံးပေါ်မှာမနေတဲ့အတွက်ကြောင့်အဲ့နေရာလေးရောနည်းနည်းပါးပါးအားနည်းချက်ရှိတယ်ဒါပေမဲ့ဒီလိုလိုကြိုးစားဆိုတာဆိုတာကိုတော့ဆရာတို့လက်ခံနေကံကောင်းပါစေဆုတောင်းပါတယ်ဗျာ အများကြီးတင်ပါတယ်ဆရာ အဲ့တော့အခုဆိုလို့ရှိရင်ဆရာတွေကဒီဒုတိယသချင်းတိဆိုရှင်ပြိုင်မှုအတွက်သူတို့အကြိုက်ဆုံးသူတွေကိုရွေးချယ်ပေးမှာမို့လို့တကယ်ချင်းနဲ့တူတူအောင်မှထိုင်ဆောင်ပေးပါအောင် သိလို့ရှာ